ကောင်လေးတယောက်ဟာသူ့ရဲ့ဒူးကောင်းတွေကိုစက်ကူပတ်ဆန်ဖေးပနဲ့ပုတ်တိုက်နေပါတယ်။အဲ့ဒီနောက်မှာတော့ပုံးပဲ့နေတဲ့ဒူးတွေကိုအယ်ကိုဟောအော်ခေါင်းနဲ့ဆေးကြောလိုက်တဲ့အခါနာကျင်လွန်းလို့သူအော်ဟစ်မိသွားပါတယ်။အတန်းဖော်တွေကသူဘာလုပ်နေတာလဲလို့ဝိုင်းမိကြတဲ့အခါငါဘော့စတွန်မာရာတွန်ပြိုင်ပွဲဘော့စတွန်မာရာဆောင်မှာနိုင်အောင်စူးစမ်းနေတာလို့သူကပြန်ဖြေခဲ့ပါတယ်။လူတိုင်းကသူ့ကိုဝိုင်းရကြတယ်လို့ကျောင်းအုပ်ကြီးကတော့လက်လျှော့ဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ Ref Ralph ကတော့လက်လျှော့ဖို့အစီအစဉ်မရှိပါဘူး။သူဟာသူ့တငယ်ချင်းကိုစပိန်စီခိုင်းပြီးသူ့ကိုသူစပိန်နဲ့ကြိုးချီကနောက်ကနေလိုက်ပြေးပါတယ်။ခဏကြာတော့သူအားရင်ကုန်ခန်းသွားပေမဲ့တငယ်ချင်းဖြစ်သူကစပိန်ကိုမရက်ပေးတာကြောင့် Ref ဟာလဲကျပြီးလမ်းပေါ်မှာတရွတ်တိုက်ပါသွားခဲ့ပါတယ်။တငယ်ချင်းကပါဖြတ်ခိုင်းနေပေမဲ့ Ref ကတော့တစုံတယောက်အတွက်မယုံနိုင်စရာအံ့ဖွယ်မှု miracle တစ်ခုဖန်တီးပေးချင်တာကြောင့်စိတ်ပိုင်းဖြတ်ထားပါတယ်။သူဟာအားကစားရုံမှာပြင်းပြင်းထန်ထန်လေ့ကျင့်တယ်လို့တဲအိတ်တွေထမ်းပြီးတောင်းတတာနောက်ပြန်ပြေးတာတွေအပြင်စောင်းရသည်ရဲ့ရေခဲတမျှအေးဆက်နေတဲ့ရေထဲကိုလည်းခုန်ချခဲ့ပါတယ်။သူဒီလိုတွေလုပ်နေရတဲ့အကြောင်းရင်းကတော့သူ့အမေဟာသတိလစ်မေ့မျောခံမှန်းနေလို့ပါ။ဆရာဝန်တွေကတော့အံ့ဖွယ်မှုတစ်ခုဖြစ်မှပဲအမေပြန်လို့လာမယ်လို့ပြောကြပါတယ်။ Ref ကတော့အဲ့ဒီအံ့ဖွယ်မှုကိုသူကိုယ်တိုင်ဖန်တီးနိုင်မယ်လို့အခိုင်အမာယုံကြည်နေတာပါ။မကြခင်မှာပဲသူဟာ10 ကီလိုမီတာအပြေးပြိုင်ပွဲမှာပါဝင်ခဲ့ပါတယ်။ရာသီဥတုကအေးဆက်နေပေမဲ့သူကစွတ်ကျက်တစ်ထည်ထဲနဲ့ဝင်ပြေးခဲ့တာပါ။အစပိုင်းမှာသူဟာတခြားသူတွေထက်ပုံမြန်နေတာကြောင့်ကျွမ်းကျင်တဲ့နီးပြတယောက်ရဲ့သတိထားမိခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့ပြိုင်ပွဲတစ်ဝက်မှာတင် Ref ဟာအားအင်ကုန်ခန်းသွားပြီးပန်းဝင်အောင်တော့မပြေးနိုင်ခဲ့ပါဘူး။သူအရန်စိတ်ပြတ်သွားပြီးအမေကိုတွားတောင်းပန်ခဲ့ပေမဲ့ Nesmale ရဲ့အားပေးစကားကြောင့်သူပြန်လဲစတင်ခဲ့ပါတယ်။နီးပြဖြစ်သူက Ref ရဲ့ဇွဲကိုမြင်သွားပြီးသူ့ကိုတိတ်ပန်နီးကြနီးလန်းတွေနဲ့တိတိကျကျလေ့ကျင့်ပေးခဲ့ပါတယ်။ရာသီဥတုဘလောက်ဆိုးရက်ဟာနေတိုင်းမနာတမ်းပြေးခဲ့ပါတယ်။တမျိုးလုံးကလူတွေဟာသူ့ရဲ့ကြိုးစားမှုကိုမြင်တွေ့သွားကြတယ်လို့အရင်ကလောင်ပြောင်ခဲ့တဲ့အတန်းဖော်တွေကလည်းသူ့ရဲ့ဇွဲကိုကြည့်ပြီးအားပေးလာကြပါတယ်။ပြိုင်ပွဲသွားခါနီးမှာသူဟာအမေနားမှာထိုင်ပြီးဆူတောင်းခဲ့ပါတယ်။ဘော့စတွန်ကိုရောက်တဲ့အခါပြိုင်ပွဲဝင်အားလုံးကအတွေ့အကြုံရင်အပြေးသမားတွေဖြစ်ပြီး Ref ကတော့တူးလေးသောဆယ်ကျော်သက်လေးပါ။မာရာတွန်ပြိုင်ပွဲစတင်တဲ့အခါအစပိုင်းမှာသူနောက်ကျကြံခဲ့ပေမဲ့မကြခင်မှာပဲရှေ့ဆုံးကအုပ်စုထဲမှာဒီကောင်လေးပါလာတာကိုလူတွေသတိထားမိသွားကြပါတယ်။လမ်းမှာတခြားအပြေးသမားတယောက်ရဲ့တွန်းထုတ်ခြင်းကိုခံခဲ့ရပေမဲ့သူဟာအန်ဂျိတ်ပြီးရှေ့ဆုံးနေရာကိုပြန်လူနိုင်ခဲ့ပါတယ်။နောက်ဆုံးပန်းဝင်ခါနီးမှာတော့သူနဲ့အရင်နှစ်ကချန်ပီယံတို့နှစ်ယောက်တည်းပဲအပြိုင်ဆိုင်ပြေးနေကြပါတော့တယ်။ Ref ရဲ့တငယ်ချင်းတွေနဲ့အတန်းဖော်တွေဟာရေဒီယိုကနေရင်တထိတ်ထိတ်နဲ့နားထောင်ရင်အားပေးနေကြပါတယ်။လူတိုင်းကအံ့ဖွယ်မှုကိုမျှော်လင့်နေကြပေမဲ့နောက်ဆုံးမှာတော့ရက်ဟာတလန်းအလိုနဲ့ဒုတိယပဲရခဲ့ပါတော့တယ်။သူဟာမျက်နှာကိုလက်နဲ့အုပ်ပြီးရှိုက်ကြီးတင်ငင်ငိုကြွေးပါတော့တယ်။အမေကိုနိုးထလာစေမဲ့အံ့ဖွယ်မှုကိုသူမဖန်တီးနိုင်ခဲ့ဘူးလို့ထင်နေလို့ပါ။ဒါပေမဲ့တခြားသူတွေရဲ့အမြင်မှာတော့သူဟာအံ့ဖွယ်မှုကိုဖန်တီးပြီးသားဖြစ်နေပါပြီ။ Ref ဟာဆေးရုံကိုသွားပြီးသူ့ရဲ့စုတစိတ်ကိုအမေလက်ထဲထည့်ပေးလိုက်တဲ့အချိန်မှာတော့တကယ်ပဲမယုံနိုင်စရာအံ့ဖွယ်အမှုကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။